လူတယောက်ရဲ့စိတ်ကိုခိုးယူလို့ရတယ်ဆိုရင်ယုံကြည်မလားဒါမှမဟုတ်တင့်ရဲ့အတွေးခေါ်တွေကိုတိတ်တဆိတ်ထိန်းချုပ်နိုင်တယ်ဆိုရင်ရောဒီနေ့ကျွန်တော်တို့ဟာလူစိတ်ရဲ့အနက်ရှိုင်းဆုံးနေရာတွေကိုထိုးဖောက်ဝင်ရောက်ပြီးစိတ်ပိုင်းဆိုင်ရာစစ်ပွဲ psychological warfare ရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ဒါဟာလက်နက်ကြီးတွေဘုံးတွေနဲ့တိုက်ခိုက်တာမဟုတ်ပဲတင့်ရဲ့စိတ်တင့်ရဲ့ခံစားချက်တွေကိုပြစ်မှတ်ထားတဲ့တိတ်ဆိတ်တဲ့စစ်ပွဲတစ်ခုပါ။ psychological warfare ဆိုတာစစ်ပွဲတွေနိုင်ငံရေးပဋိပက္ခတွေဒါမှမဟုတ်လူမှုရေးပြဿနာတွေမှာရန်သူသို့မဟုတ်ပြိုင်ဘက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေဖို့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲပစ်ဖို့ရည်ရွယ်ပြီးအချက်လက်တွေသတင်းအချက်လက်တွေဒါမှမဟုတ်ပုံရိပ်တွေကိုမဟာဗျူဟာမြောက်အသုံးပြုတာကိုဆိုလိုပါတယ်ရည်ရွယ်ချက်ကတော့သူတို့ရဲ့စိတ်ဓာတ်ကိုကျဆင်းစေတာရှုပ်ထွေးစေတာဒါမှမဟုတ်ကိုယ့်ဘက်ကလိုချင်တဲ့အတိုင်းဖြစ်လာအောင်လှုံ့ဆော်တာပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေဟာသမိုင်းတစ်လျှောက်လုံးမှာရှိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတရုတ်စစ်ဗိုလ်ချုပ်ကြီးစွန်ဇူးဆန်ကျူရဲ့စစ်ပညာကျမ်းမာတောင်ရန်သူရဲ့စိတ်ဓာတ်ကိုခြေမုံးဖို့လှည့်ဖျားဖို့နည်းလမ်းတွေကိုဖော်ပြခဲ့ပါတယ်။ဥပမာအားဖြင့်ဒုတိယကမ္ဘာစစ်အတွင်းမှာဂျာမနီနဲ့မဟာမိတ်တွေဟာဝါဒဖြန့်ချီရေးရေဒီယိုတွေလက်ကမ်းကြော်ညာတွေအများပြားအသုံးပြုခဲ့ကြပါတယ်။ရန်သူစစ်သားတွေရဲ့စိတ်ဓာတ်ကိုကျဆင်းစေဖို့အိမ်ပြန်ခြင်းစိတ်တွေဖန်တီးပေးဖို့စတာတွေပေါ့။ဗြိတိန်ကလုပ်ခဲ့တဲ့ Operation Minsimi ဆိုတာကိုကြားဘူးကြလား။သူတို့ဟာရန်သူတွေကိုလှည့်ဖျားဖို့အတွက်သေဆုံးနေတဲ့စစ်သားတဦးရဲ့ရုပ်လောင်းကိုအရေးကြီးတဲ့လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့အတူပင်လယ်ထဲမှာမျောချခဲ့ပါတယ်။ဂျာမန်တွေကဒီစာရွက်တွေကိုတွေ့တဲ့အခါမဟာမိတ်တွေကဂရိကိုတိုက်ခိုက်မယ်လို့ထင်မှတ်သွားပြီးအီတလီကနေတပ်တွေကိုဂရိဘက်ကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမဟာမိတ်တွေတိုက်ခိုက်ခဲ့တာကအီတလီပါဒီလိုလှည့်ဖျားမှုကြောင့်မဟာမိတ်တွေဟာအီတလီကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာစစ်ပွဲရဲ့အခြေခံအကျဆုံးနည်းလမ်းတစ်ခုကတော့ဝါဒဖြန့်ချီရေး propaganda နဲ့သတင်းမှားဖြန့်ဝေခြင်း disinformation ပါပဲဒါကတော့အမှန်တဝက်အမှားတဝက်ဒါမှမဟုတ်လုံးဝအမှားဖြစ်တဲ့သတင်းအချက်အလက်တွေကိုစနစ်တကျဖြန့်ဝေပြီးလူထုရဲ့အမြင်ကိုပြောင်းလဲပစ်ဖို့ကြိုးစားတာပါခင်ဗျားတို့သတိထားမိကြလားမသိဘူးသတင်းတစ်ခုကိုထပ်ခါတလဲလဲမြင်တွေ့ရတဲ့အခါဒါဟာအမှန်လို့ထင်မှတ်လာတတ်ကြတယ်ဒါက illusion of truth လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအချက်တစ်ခုပါဥပမာအနေနဲ့ social media ပေါ်မှာနေ့စဉ်နဲ့အမျှမြင်တွေ့နေရတဲ့သတင်းမှားတွေကောလာဟာလတွေဟာပြည်သူလူထုကြားမှာမယုံကြည်မှုတွေအမုန်းတရားတွေဒါမှမဟုတ်ကြောက်ရွံ့မှုတွေကိုဖန်တီးပေးနိုင်ပါတယ် deepfake ဗီဒီယိုတွေဆိုရင်လူတစ်ယောက်မပြောတဲ့စကားကိုပြောတယ်မလုပ်တဲ့အရာကိုလုပ်တယ်လို့အလွယ်တကူထင်ယောင်ထင်မှားဖြစ်စေနိုင်ပါတယ်နောက်ထပ်အစွမ်းထက်တဲ့နည်းလမ်းတစ်ခုကတော့ကြောက်ရွံ့ခြင်းနဲ့မျှော်လင့်ချက်ကိုအသုံးချတာပါလူတွေဟာကြောက်ရွံ့နေတဲ့အခါဒါမှမဟုတ်မျှော်လင့်ချက်ကြီးကြီးမားမားထားရှိနေတဲ့အခါပိုပြီးထိန်းချုပ်ရလွယ်ကူပါတယ်ဥပမာရန်သူရဲ့စိတ်ဓာတ်ကိုကျဆင်းစေဖို့သူတို့ရဲ့မိသားစုတွေသူတို့ရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်အောင်လုပ်တာမျိုးပေါ့ဒါမှမဟုတ်ကိုယ့်ဘက်ကလိုချင်တဲ့အပြုအမူတစ်ခုကိုလှုံ့ဆော်လာအောင်လှုံ့ဆော်ဖို့မဟုတ်တဲ့မျှော်လင့်ချက်တွေပေးတာမျိုးလည်းရှိပါတယ်ဒီတစ်ခုကတော့ပိုပြီးနူးညံ့သိမ်မွေ့ပေမဲ့အလွန်အန္တရာယ်များတဲ့နည်းလမ်းမှာ gaslighting ဆိုတာလူတစ်ယောက်ကိုသူတို့ရဲ့ကိုယ်ပိုင်အမြင်သူတို့ရဲ့မှတ်ဉာဏ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတန်တရားဝင်လာအောင်လုပ်တာမျိုးပါဥပမာမင်းမှားနေတာဒါမျိုးဘယ်တော့မှမဖြစ်ခဲ့ဘူးမင်းစိတ်ထင်တာပါလို့ထပ်ခါတလဲလဲပြောဆိုပြီးသူတို့ရဲ့ယုံကြည်ချက်ကိုတဖြည်းဖြည်းခြေဖြတ်ပစ်တာပါဒီနည်းလမ်းကိုအစိုးရတွေအဖွဲ့အစည်းတွေကပြည်သူတွေကိုထိန်းချုပ်ဖို့သူတို့ရဲ့မှန်ကန်တဲ့အသိဉာဏ်ကိုဖျက်ဆီးပစ်ဖို့အသုံးပြုနိုင်ပါတယ်ဒီနည်းလမ်းကတော့အုပ်စုတစ်ခုကိုအချင်းချင်းစိတ်ဝမ်းကွဲအောင်ရန်ဖြစ်အောင်ဖန်တီးပြီးကိုယ့်ဘက်ကအသာစီးယူတာပါဥပမာလူမျိုးရေးဘာသာရေးလူမှုရေးကွဲပြားမှုတွေကိုမိမွေပြီးလူထုကိုအချင်းချင်းသွေးခွဲတာမျိုးပေါ့အုပ်စုတစ်ခုကအချင်းချင်းတိုက်ခိုက်နေတဲ့အခါသူတို့ဟာပြင်ပရန်သူကိုကောင်းကောင်းမတိုက်ခိုက်နိုင်တော့ပါဘူးဒါဟာသမိုင်းတစ်လျှောက်လုံးမှာအင်ပါယာတွေအစိုးရတွေအသုံးပြုခဲ့တဲ့အလွန်ထိရောက်တဲ့နည်းလမ်းတစ်ခုပါဒီနေ့ခေတ်မှာတော့နည်းပညာတွေတိုးတက်လာတာနဲ့အမျှစိတ်ပိုင်းဆိုင်ရာစစ်ပွဲကပိုပြီးကျယ်ပြန့်လာပါတယ်။ psychological warfare ဆိုတာအင်တာနက်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုအသုံးပြုပြီးအချက်လက်တွေခိုးယူတာအွန်လိုင်းမှာကောလာဟာလတွေမုန်းတီးစကားတွေဖြန့်တာတဦးတယောက်ချင်းစီကိုစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်တာတွေပါဝင်ပါတယ်။ဒါတွေဟာလူတဦးချင်းစီရဲ့ကိုယ်ရေးကိုယ်တာဘဝကနေနိုင်ငံတနိုင်ငံရဲ့လုံခြုံရေးအထိခြိမ်းခြောက်နိုင်ပါတယ်။ဒီလိုတိတ်ဆိတ်တဲ့စစ်ပွဲကနေကိုယ့်ကိုယ်ကိုဘယ်လိုကာကွယ်မလဲ
အဓိကအချက်ကတော့ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ် critical thinking ကိုမြင့်တင်ဖို့ပါပဲသတင်းရင်းမြစ်ကိုစစ်ဆေးပါသင်ဖတ်နေတဲ့ကြည်နေတဲ့သတင်းတွေဟာဘယ်ကလာတာလဲယုံကြည်စိတ်ချရတဲ့အရင်းမြစ်လားနှစ်ခံစားချက်နောက်မလိုက်ပါနဲ့စိတ်လှုပ်ရှားမှုကိုလှုံ့ဆော်တဲ့သတင်းတွေအကြောင်းအရာတွေကိုသတိထားပါဒါဟာတင့်ကိုထိန်းချုပ်ဖို့ကြိုးစားတာဖြစ်နိုင်ပါတယ်၃မေးခွန်းထုတ်ပါဘာလို့ဒီသတင်းကိုငါ့ကိုပြနေရတာလဲဒီသတင်းရဲ့နောက်ွယ်မှာဘလို့ရည်ရွယ်ချက်တွေရှိနိုင်လဲလို့ကိုမေးပါ၄အချက်လက်မျိုးစုံကိုလေ့လာပါဗတ်ပေါင်းစုံကအမြင်တွေကိုဖတ်ရှုပြီးမှဆုံးဖြတ်ချက်ချပါ၅စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်ပါစိတ်ဖိစီးမှုတွေများနေတဲ့အခါစိတ်တက်ကြနေတဲ့အခါပိုပြီးထိခိုက်လွယ်ပါတယ်စိတ်ပိုင်းဆိုင်ရာစစ်ပွဲဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ဒါဟာမြင်သာထင်သာမရှိပေမဲ့ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုလျှို့ဝှက်စွာပုံဖော်ပေးနေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာဒီနည်းလမ်းတွေကိုနားလည်ထားဖို့ကိုကာကွယ်နိုင်ဖို့အလွန်အရေးကြီးပါတယ်။တင်းရဲ့စိတ်ဟာတင်းရဲ့အကြီးမားဆုံးခံတပ်ပါပဲဒီခံတပ်ကိုမည်သူမှမဖျက်ဆီးနိုင်အောင်အမြဲတမ်းနှိုးကြားနေကြဖို့တိုက်တွန်းရင်းဒီနေ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်းချုပ်လိုက်ပါတယ်နောက်ပတ်မှာဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာဦးမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦး